တိတယ်ဘတ်တဆိုင်ဘောကနည်းနည်းလေးခတ်တယ်ဝရိုကြီးဝေါ်လေးကြော်ပြီးတော့ okay နော်ပြစ်ဖို့တော့ကြိုးစားခဲ့တာပဲ 4v2 ဘတ်တယ်မှာတော့ဘလို့မှတော့အဆင်ပြေမနေခဲ့ဘူးဗျာနော်ရှက်အနေထားကိုကြည်ပြီးသွားတဲ့နောက်မှာတော့ဒီ compound ကိုတော့သူတို့အနေနဲ့ဒါအရယူဖို့တော့ကြိုးစားနေပြီဗျရွာမှာနောက်တစ်ခေါက်စေကလောက်လိုက်တော့မေးနေတယ်ကျွန်တော်တို့စေကလောက် Romeo ဘွိုင်းတွဲလုံးတွေကိုတွေ့မြင်ရခဲ့သလိုတပ်ပါတီအနေနဲ့ observation e-sport player တွေရဲ့ကျွန်တော်တို့ကကုညီအားဖြည့်ထားခြင်းကိုလည်းခံထားရတယ်ဗျာ MSI အနေနဲ့ဒီကွန်မောင်းအရယူဖို့စ조사နေတဲ့နောက်မှာတော့ YG စေကလောက်နဲ့ကျွန်တော်တို့ကမာနာပွိုင်း2ယောက်ကတွဲလုံးတွေကိုပြသထားခြင်းကိုကျွန်တော်တို့အနေနဲ့ကြည့်ရှုလိုက်ရတာဖြစ်ပြီးတော့တပ်ပါတီအနေနဲ့ OV ကလည်းကုညီအားဖြည့်ပေးနေတယ်ဗျာနှစ်သိန်းရှိတာမသိဘူးဒီကောင်တွေရောက်ရှိနော်နှစ်သိန်းရှိတာမသိဘူးဒီကောင်တွေတိုးဝင်လာတာလားကွန်မောင်းယူဖို့ကိုရောင်သိန်းဖို့တိုးဝင်လာတာတဲ့လုံနေခဲ့တဲ့ player လေးကတော့ CSU ဗျဆိုလိုကြံတယ်တယောက်တည်းကြံတာဖြစ်ပါတယ်အဲ့တော့ Hive က player 4ယောက်4321အားယောက်4321နဲ့နော် okay အဲ့တော့လက်ရှိမှာကျွန်တော်တို့ round 2 Iran ကပွဲစဉ်မှာတော့ဒါ late game ကြီးပါလာခဲ့တဲ့အသင်းကတော့ကျွန်တော်တို့ဒါ Hive YG MSI CSU ဆိုပြီး၄သင်းတွေ့မြထားရတယ်ဇုံကတော့ကျင်းနေခဲ့ပြီဗျာ Lion အနေနဲ့ဇုံကတော့ကတ်တော့ပါအောင်မှာပဲရန်ကုန် Galactico YG အနေနဲ့ဒီကိုရောင်ထဲကနေသူတို့အပြင်ကိုထွက်ရတော့မယ်ဗျာအပြင်ထွက် Hive ကကျွန်တော်တို့ဒါစောင့်နေတာအသင့်ပဲအပြင်ထွက်ဖို့ကလွယ်ပါမလား MSI တွေကိုဖြည့်ရှင်းလိုက်နိုင်တယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေသွားမယ် Hive တွေအနေနဲ့ကလည်းလှမ်းတော့ကြည့်နေပြီဇုံမျက်နှာသာပေးပါစီလို့ဆုတောင်းအောင်မယ်ဗျာနော်ကဲကြည့်နေရပေါ်လာတငယ်ချင်းတွေမြန်မာလန်လေးလွှင့်ပေးပါဦးနော် Mobile Legends YG ဟလာ3-0လို့လည်းအတန်ကြားတယ် congratulation ပါလို့ပြောချင်ပါတယ်နော်Mobile Legends သမားတွေကိုလည်း congratulation ပါလို့ပြောချင်တယ်လက်ရှိဒီပွဲမှာလည်းချက်သားရမလားဆိုတော့စောင့်ကြည့်ရမယ်ဗျာနော် round 2 Iran ကHive တွေရောက်ရေးတိုးပြီးထင်တယ်နော်ကွန်မောင်းကိုတိုးပြီးလားမသိဘူး okay ဒီ player တယောက်ကိုအရင်ဖြည့်ရှင်းမယ်ဗျCSU ဖိလစ်ပင်း player လေးတယောက်ကိုတော့သူတို့အနေနဲ့အရင်ဖြည့်ရှင်းမယ်ပြီးွားရင်ကျွန်တော်တို့ဒါ2သင်း3သင်းကြံမယ် okay ပြီးွားပြီဗျာနော်3သင်းကြံမယ် Hive က YG MSI ဖိလစ်ပင်း2သင်းနဲ့မြန်မာ1သင်းဗျာနော် come on ခုံပြီးပြဖို့တော့ကြိုးစားနေတယ်ကောင်းလိုက်တာညီလေးအပါကောအပါမြန်ခေါ်လိုက်ကာဘာပြန်ယူမှရမယ်နောက်ကနေတပ်ပါတီဝင်မယ်နော် Hive တွေနောက်ကနေတပ်ပါတီဝင်မှာကိုသတိထားရမယ် okay MSI တွေကိုအရင်ဆုံးဖြည့်ရှင်းလိုက်နိုင်တယ်ဆိုတော့အဆင်ပြေသွားမယ်စေကလောက် promo တော့ကြိုးစားနေတယ်ကာဘာလေးယူပြီးတော့ okay ကောင်းတယ်ရောက်ရင်တွေးလေးရှော့ပြီးတာလေတိုက်ရှော့ပြီးဒါပဲပြက်ကဲလို့ရပြီ come on ပြက်ကဲလို့ရပြီနှစ်သင်းပဲကြံမယ် last but တဲ့အနေထားမှာတော့ဘာတွေဆက်ဖြစ်မှာလဲအဲ့တော့ battle ဆိုင်ပြီးဝိုင်းနောက်မှာတကယ်ကို right time ဝင်ချလာခဲ့တဲ့ Hive တွေ okay ရောင် Galactico အနေနဲ့ non နေခဲ့စေးကလောက်ကိုပြန်ပြီးကယ်ဖို့ကတော့မဖြစ်နိုင်တော့ဘူး 4v2 battle ဆိုင်ရတော့မယ်ဗျာ Romeo Boy Warnock ကနေပဲ TP မှုအနေနဲ့ကြည့်နေခဲ့နောက်မှာ Rage Roy ရဲ့ position တော့တိတယ် battle ဆိုင်ဘောကနည်းနည်းလေးခတ်တယ် Roy wall လေးကြော်ပြီးတော့ okay နော်ပြစ်ဖို့တော့ကြိုးစားခဲ့တာပဲ4v2 ဘတ်တယ်မှာတော့ဘလို့မှတော့အဆင်ပြေမနေခဲ့ဘူးဗျာနော်ရှတ်2နဲ့ပဲကျွန်တော်တို့အနေနဲ့ဒါချင်နှက်ခဲ့ရတာဖြစ်ပါတယ်ဒါကတော့ဖြစ်တင်ပါတယ်ဘာလို့လဲဆို